ရင်ပြည်နယ်ကျုံတိုးမြို့နယ်ကနေအောင်စရာစစ်ကြောင်းကိုစစ်ကူပေးဖို့တက်လာတဲ့စစ်ကောင်စီတပ်မှ44-55စစ်ကြောင်းကိုဇွန်လ19ရက်နေ့မှာတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား30ကျော်သေဆုံးခဲ့တယ်လို့ Mon Liberation Army ကဒီကနေ့ထုတ်ပြန်ပါတယ်။ Mon ကရင်စစ်စင်ရေးအတွင်းမှာ KNL ကဦးဆောင်ခဲ့ပြီးရာမညမွန်တပ်မတော်နဲ့ပူးပေါင်းတပ်တွေကစစ်ကောင်စီတပ်မှ44-55တို့နဲ့9နာရီကျော်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ရင်းမှုအပါအဝင်စစ်သား10ဦးကလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မွန်တပ်ကပြောပါတယ်။တိုက်ပွဲပြီးနောက်နေမြေရှင်းလင်းချိန်မှာ MA1, MA2, RPG 60မမနဲ့ကြီးမျိုးစုံကြီးကအုပ်ထုပ်စတဲ့လက်နက်ခဲယမ်းမိကြောင်းနဲ့အသုံးဆောင်ပစ္စည်းတွေတင်စီရခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်တွေဟာကျုံတိုးမြို့နယ်ကိုစစ်ကြောင်းထိုးနေတာကြောင့်အနီးတစ်ဝိုက်ကျေးရွာတွေကပြည်သူတွေဒီဆိုင်သွားလာကြဖို့နဲ့လက်နက်ကြီးလေရင်တန်တွေနားဆွင့်နေထိုင်ဖို့လည်းတိုက်တွန်းထားပါတယ်။မကွေးတိုင်းကံကောခရိုင်စောမြို့နယ်ပြင်6နာတဝိုက်ကိုဒီကနေ့မနက်6နာရီခွဲလောက်မှာစစ်ကောင်စီရဲ့ဝိုင်းတွဲစစ်ထောက်ဖို့လေရင်တစည်းဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့ဘုံ3လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ရောအလင်းတန်းဖွဲ့ကထုတ်ပြန်ပါတယ်။စစ်ကောင်စီကဘုံ3လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်စောစိတ်ဖြူကားလန်ဘီကယာယီတဲတလုံးနဲ့စီပေပါ80လုံးကမီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မနက်9နာရီခန့်မှာလဲအဲ့ဒီလေရင်ကပဲစောမြို့နယ်တပြင်းရွာအရှိပြက်ဒေသအခေါ်ပုံညာနက်ထိတ်တနေရာကိုဘုံနှလုံးကျဲချခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ဝိုင်းတွဲစစ်ထောက်ဖို့လေရင်ဟာဆက်လက်ပြီးမကွေးတိုင်းပေါင်မြို့နယ်နောက်မြောက်ဖက်ချမ်းကပ္ပစာ24စက်ရုံအနီးနားနေရာတွေကိုဘုံ9လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ပေါင်မြို့နယ်ကဒေသအခေါ်စမ်းရီခုံကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့ဘုံ3လုံးကျဲချခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဟောင်းမလင်းမြို့နယ်ပဲခူးမြို့မှာလာမဲ့48နာရီ2ရက်အတွင်းရေကြီးနိုင်တဲ့အတွက်ကြိုတင်ပြင်ဆင်ထားတဲ့နယ်လို့မိုးစလားဌာနကထုတ်ပြန်ပါတယ်။ချင်းတွင်းမြစ်ရေဟာဇွန်လ21ရက်နေ့နေ့လယ်ပိုင်းမှာဟောင်းမလင်းမြို့ရဲ့စိုးရင်ရေမှတ်အောင်9ပေခွဲကမှာရောက်ရှိနေပြီး48နာရီအတွင်းဟောင်းမလင်းမြို့ရဲ့စိုးရင်ရေမှတ်2900စင်တီမီတာနားကိုရောက်နိုင်တယ်လို့သိရပါတယ်။ဒါအပြင်ပဲခူးမြစ်ရေဟာလည်းဇွန်လ21ရက်နေ့နေ့လယ်ပိုင်းမှာပဲခူးမြို့ရဲ့စိုးရင်ရေမှတ်အောင်9ပေကျော်မှာရောက်ရှိနေပြီး48နာရီအတွင်းပဲခူးမြို့ရဲ့စိုးရင်ရေမှတ်880နီးပါးကိုရောက်နိုင်တယ်လို့သိရပါတယ်။ဟုံးမလင်းမြို့နဲ့ပဲခူးမြို့မှာ48နာရီအတွင်းရေကြီးနိုင်တာကြောင့်မြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့မြစ်ရေမြင့်တက်ခြင်းကိုအချိန်မီရှောင်ရှားသင့်တယ်လို့မိုးစလားဌာနကထုတ်ပြန်ပါတယ်။